ရင့်ကျက်တန်မာတဲ့သူတွေဖြစ်ဖို့လူတိုင်းမှာအားနည်းချက်ကိုစီရှိကြတယ်ကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ကိုယ့်ရဲ့တခြားသောအားနည်းချက်တွေကြောင့်လည်းကိုမလုံမလဲစိတ်တွေဝင်လာကြကိုယ့်ရဲ့အားနည်းချက်တွေကိုလက်မခံနိုင်ပဲဖုံးကွယ်ဖို့ကြိုးစားရင်းကနေတိမ်ငယ်စိတ်တွေပါဝင်လာကြကြာလာတော့ဘဝကိုရင်မဆိုင်ရဲကြတော့ဘဲနဲ့ကြောက်ရွံ့လာတယ်လေလေနဲ့အရှုံးပေးကျင်လာကြဒါကလုံးဝကြောက်စရာကောင်းတဲ့ရှင်သန်မှုပဲလို့ကျွန်တော်ထင်တယ်တကယ်လည်းရှိပါတယ်ကျွန်တော်တို့ဘဝဝင်ကျင်မှာလည်းတချို့ဆိုရင်တိမ်ငယ်စိတ်တွေကိုတက်မလွန်အထိယူဆောင်သွားကြတော်တော်စိတ်မကောင်းဖြစ်မိအဲ့ဒီတော့အသက်အရွယ်ငယ်တုန်းကနေကျွန်တော်တို့စနစ်တကျနဲ့ဘဝကိုပြင်ဆင်နေထိုင်သွားတင်တယ်လို့ထင်ဘဝကိုမကြောက်မရွံ့ရင်ဆိုင်မှုလွယ်လွယ်နဲ့အရှုံးမပေးဖို့ဆိုရင်သင်ဟာရင်းကျက်ဖို့လိုတယ်နံပါတ်1ကတော့ဘယ်သူမှမကြောက်ရဘူးရှင်ဘရင်ပဲဖြစ်ဖြစ်စင်ရင်သားပဲဖြစ်ဖြစ်ရုပ်ချောချောရုပ်ဆိုးဆိုးချမ်းသာတဲ့သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်နေပါစေအေးအေးဆေးဆေးရင်ဆိုင်ရေးရနံပါတ်2ဗျာရာခတ်တဲ့အကျင့်ကိုလည်းဖျောက်ရမယ်ခြေတုံလက်တုံနာမျိုးတွေမလုပ်အောင်မလုပ်အောင်နံပါတ်3ရဲရဲကြည့်ရမယ်ပြုံးပြနိုင်ရမယ်တစုံတစ်ယောက်နဲ့စကားပြောတဲ့အခါပဲဖြစ်ဖြစ်နှုတ်ဆက်တဲ့အခါပဲဖြစ်ဖြစ်မျက်လုံးချင်းဆိုင်ရနံပါတ်4ရိုးသားရမယ်ဖြူစင်ရမယ်ဘယ်သူမှလူလည်းမကြောက်ဘူးမညစ်ပတ်အောင်မယုံပါနဲ့နံပါတ်5ပြတ်သားရမယ်အာမနာတဲ့အခါမှာအာနာမနေနဲ့တီးခံနိုင်တဲ့အတိုင်းအတာအထိပဲတီးခံရမယ်နံပါတ်6ရဲချင်းရမယ်တန်မာရမယ်တတ်တိရှိရမယ်နံပါတ်9လူတွေရဲ့အမြင်ကိုတောက်ကြည့်မဆိုင်နဲ့လူတိုင်းသဘောကျအောင်မနေနဲ့နံပါတ်10ကလေးဆန်တဲ့ခြင်းတွေကိုပြင်ရမယ်လိုချင်တာမရလို့ကလေးဆက်ဆန်ငိုတာမျိုးညှော်လင်းသလိုဖြစ်မလာလို့ဒေါသထွက်ပူဆွေးနေတာမျိုးတွေကိုရှောင်ရနံပါတ်9ကတော့ညင်းပယ်မှုတွေကိုလက်ခံနိုင်ရမယ်ခါသီးမှုတွေကိုလက်ခံနိုင်ရမယ်စွန့်လွတ်မှုတွေကိုနားလည်နိုင်ရနံပါတ်10ကတော့ပွင့်လင်းရမယ်အရှိကိုအရှိတိုင်းလက်ခံရမယ်ဟန်မဆောင်နဲ့7လွတ်လပ်စွာနေရမယ်ဘယ်သူမှလွှမ်းမိုးမှုကိုလည်းမခံနဲ့လောင်းရိပ်မမိစေနဲ့လူတိုင်းကိုလေးလေးစားစားဆက်ဆံနိုင်ရမယ်နိုင်တဲ့သူကိုနှိမ်တာမျိုးမလုပ်ရဘူးမလိုအပ်တာတွေကိုစွန့်လွတ်နိုင်ရမယ်လူတွေကိုအယမ်းကြီးလည်းအပြစ်မမြင်အဝေးအဖန်မစောပါနဲ့အလိုက်တီးတတ်ရမယ်ဘယ်အရာမှအလက်ကားမလိုချင်နဲ့သူတစ်ပါးစီကအရာတွေကိုလူလဲကြလက်ကားလိုချင်တာမျိုးကိုရှောင်ပါမလိုအပ်ဘဲနဲ့အကူအညီမတောင်းပါနဲ့ကိုယ်တိုင်လုံနိုင်အောင်ကြိုးစားပါကိုယ့်ဘဝကိုကျင့်တတ်ရမယ်တခြားသူတွေနဲ့ရှင်ပြီးတိမ်ငယ်တာလည်းမရင့်ကျက်ခြင်းပဲအမိခိုကင်းရမယ်တယောက်တည်းလည်းရက်တည်နိုင်ရမယ်ကိုလုံးမှကိုစားရမှာဒါကြောင့်မို့လို့တယောက်တည်းရှင်သန်နိုင်မှုဘာလို့မှလည်းကြောက်မနေသင့်ကိုယ့်အိမ်မက်ကိုအကောင့်ထဲဖုံနိုင်ရမယ်ရှုံးမအောင်မကြောက်သင့်စာဖတ်ရမယ်စာဖတ်ခြင်းကလည်းလောကကိုရင်ဆိုင်နိုင်မှုတွန်းအားတစ်ခုလဲကြနေပြန်ထပါဘယ်တော့မှခြေလမ်းတွေကိုမရက်တန့်မိပါစေနဲ့ပထမခြေလမ်းမှာခြီတုံချတုံဖြစ်နေမှာလဲလူသားလို့ခံယူထားတဲ့သူတိုင်းကြုံရမှာပဲဒါကပုံစံပဲလေဒါပေမဲ့အဲ့ဒီပုံစံကနေကိုယ်တိုင်ရုံးထွက်နိုင်အောင်ကြိုးစားရမှာနောက်ဆုံးပြောချင်တာကတော့ကျွန်တော်ပြောနေရလေးတွေကိုနားထောင်နေတဲ့တငယ်ချင်းတွေအတွက်လည်းစကားလက်ဆောင်လေးရတော့တတ်မဲ့တိရွက်လေးတွေတောင်းပါပဲသေမင်းရဲ့စေခိုင်းမှုနဲ့လူလွန်ကြပြီးတော့ဝဲပြန်ပြရသေးတာပဲငါလူသားတယောက်ပဲလေသူတစ်ပါးခိုင်းစီတာကိုဘာကြောင့်မို့လို့စောင့်နေရမှာလဲမိမိရဲ့အုံနောက်ကမိမိကိုယ်ကိုခိုင်းစီတတ်အောင်အဖန်ဖန်ကြိုးစားပါ